ဒေါ်လာ9ထရီလီယံကျော်တဲ့ကုမ္ပဏီဖြစ်လာတဲ့ NVIDIA မင်္ဂလာပါ။ဤပညာလောကမှာ AI ကဘယ်လောက်ထိအားကောင်းနေလဲဆိုတာကို NVIDIA ကုမ္ပဏီကသက်သေပြလိုက်ပြန်ပါပြီ။ပြီးခဲ့တဲ့တောက်ကြနေ့က NVIDIA ရဲ့ share ဈေးဟာ 4.3% အထိတိုးတက်ခဲ့ပြီးတော့ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးဟာဒေါ်လာ9ထရီလီယံကျော်အထိရောက်ရှိသွားကကမ္ဘာတန်ဖိုးအကြီးဆုံးကုမ္ပဏီဖြစ်စံချိန်တစ်တင်လိုက်ပါတယ်။ဒီတန်ဖိုးဟာ2022ခုနှစ်ကုန်ပိုင်းကထက်14ဆကျော်အထိတိုးတက်လာတာဖြစ်ပြီးတော့လက်ရှိမှာနည်းပညာထိပ်သီး Alphabet Google ရဲ့ဈေးကွက်တန်ဖိုး4ထရီလီယံကျော်ထက်တောင်သာလွန်သွားတာပါ။ NVIDIA ရဲ့ဒီလိုအောင်မြင်မှုနောက်ကွယ်မှာတော့ကမ္ဘာပိတက်ကြီးတွေဖြစ်တဲ့ Microsoft, Meta, Amazon နဲ့ Google ရဲ့ AI chip ဘယ်လိုအဆမတန်မြင့်တက်လာမှုကအဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။အရှိအလဲပိုင်းစင်မီကြောင့်နည်းပညာ share တွေခေတ္တကျဆင်းခဲ့ပေမဲ့ AI နည်းပညာအပေါ်ရင်းနှီးမြှုပ်နှံမှုတွေကတော့ရပ်တန့်မသွားခဲ့ပါဘူး။အခုတော့ NVIDIA ရဲ့ chip တွေကိုဘယ်သူမှမရှင်းနိုင်သေးတာကြောင့်အခုလိုဒေါ်လာ9ထရီလီယံတန်ကုမ္ပဏီကြီးအဖြစ်အမခန့်ရည်တည်လာနိုင်တာဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။